အားလုံးပဲမင်္ဂလာပါရှင်။ IM ရကေရှွာနေရနိုင်တဲ့အထူးဟင်းလျာလေးနဲ့မိတ်ဆက်ပေးကြပါရစေ။ဒီနေ့ရဲ့အထူးဟင်းလျာလေးဖြစ်တဲ့ဒိုရီငါးသားလွှာလေးကိုအသုံးပြုပြီးတော့မင်းကပြီးဆုံးလေးနဲ့အချိုပွဲလေးချက်ထားတာပေါ့နော်။ဒီဒိုရီဖီရဲ့အကချက်လေးကသူကအစီပါဝင်မှုနည်းပါပြီးတော့နုညံ့အိဆက်တဲ့အရာသားလေးပေါ့နော်။ခြောက်ပေါ်နေလိုက်တာနဲ့အရေးပျော်ပြီးနုညံ့နေရသားလေးကိုခန်းစားရမှာပါ။နောက်ပြီးတော့ဒီဒိုရီဖစ်ကပေါ့နော်အရေးကွန်အယိုလောဝမပါပါဘူးရှင်။ကလေးတွေအတွက်လည်းတင်တော်ပါတယ်လူကြီးတွေအတွက်လည်းရန်ကိုပေါ်တင်တော်တယ်ပေါ့နော်။ကျမကြီးနဲ့လည်းညီညွတ်ပြီးအာဟာရလုံးဝအပြည့်အဝပါရှိပါတယ်။ဒီဟင်းပွဲလေးကတပွဲကို1000ခွဲကျက်တင်မှာဖြစ်ပါတယ်ရှင်။မိသားစု9ယောက်အေးအေးဆေးစားလို့ရတယ်နော်။ဒီဟင်းပွဲလေးကိုမှာယူခြင်းနဲ့ဆိုရင်တော့ Viber နံပါတ်3999933331ကနေပြီးတော့မှာယူလို့ရပါတယ်ရှင်။မိမိကတခြားဟင်းပွဲလေးတွေကိုလည်းပြမတင်ပေးထားတဲ့အတွက်ကိုစားခြင်းနဲ့ဟင်းပွဲလေးတွေကိုကြည့်ပြီးတော့မှာယူလို့ရပါတယ်ရှင်။မှာယူမယ်ဆိုရင်တော့မိနစ်20နာရီဝက်လောက်ကြိုတင်ပြီးတော့မှာပေးပါရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။အားပေးကြတော့ကြောက်ချင်းစီတိုင်းကိုမိမိကနေပြီးတော့ကျေးဇူးတင်ပါတယ်ရှင်။